မင်္ဂလာပါရှင်ဒီနေ့မှာတော့ရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့နေရာကောင်းမှရှိတဲ့ Luxury Sunset Atrium ကိုတိုရဲ့အကျယ်ဝန်း2390 square feet ရှိတဲ့အငှားကလေးနဲ့မိတ်ဆက်ပေးပါရစေရှင် location ဒီနဲ့ဆိုလို့ရှိရင်တော့မင်္ဂလာတောင်ညွန့်မြို့နယ်အထက်ပန်းဆိုးတန်းလမ်းနဲ့ပုံမင်းကောင်းလမ်းထောက်မှာရှိတာဖြစ်လို့ကွန်ဒိုအောက်မှာတင် City Map နဲ့ဗန်နေပါဝင်ပြီးတော့အနီးနားမှာဆိုလို့ရှိရင်လည်းရန်ကုန်တရိတ်ဆန်ဥယျာဉ်ကန်တော်ကြီးဘိုးကျုပ်စီဝင်ကြီးမြရုံနဲ့ရန်ကုန်ပူတာကြီးစားတဲ့နေရာတွေနဲ့လည်းအရန်နီးရဲ့နေရာလေးမှာရှိတာပါရှင်ကွန်ဒို facility အနေနဲ့ဆိုလို့ရှိရင်လည်းတက်လီက6ခုတောင်ပါဝင်ပြီးတော့ကားပါကင်ဆိုလို့ရှိရင်လည်းတခန်းတစ်စီးစာပုံတင်ရရှိမှာပါရှင်ကျယ်ဝန်းတဲ့ရေကူးကန်နဲ့ကျင်ခမ်းမတွေလည်းပါဝင်တာကြောင့်နေ့စဉ်ဖိတ်တဲ့အတွက်တည်တံ့မှန်ပါကြီးထပ်ပြီးစရာမလိုပဲနဲ့စိတ်ကြိုက်အသုံးပြုလို့ရပါတယ်ရှင်အမိုက်ပြစ်မယ်ဆိုလို့ရှိရင်လည်းဝေးဝေးလန်လန်သွားစရာမလိုပဲကိုအလွာမှာတဲ့ juice system နဲ့ပြစ်လိုက်ရုံပါပဲရှင်ဓာတ်လေးကားကနေထွက်လိုက်တာနဲ့အဝေးကြီးသွားစရာမလိုတဲ့ဒီအခန်းလေးကတော့အလွာအနေနဲ့ဆိုလို့ရှိရင်လေးလွာမှာရှိတာပါရှင်အဝယ်ဝါမှာဆိုလို့ရှိရင်တံပန်တစ်ထပ်ပါမယ်ဖက်နှက်ချွတ်နေရလေးရှိမယ်ပြီးလို့ရှိရင်မိန်တော့တစ်ထပ်ပါမယ်ရှင်ဒီကနေဝင်လိုက်ပြီဆိုလို့ရှိရင်တော့အေကန်ထဲကိုရောက်သွားပြီအေကန်ကကြတော့ကြကြဝန်းလေးရှိတဲ့အပြင်နှခမ်းတော့ပါတာမို့လို့မိသားစုများတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်လူနေရုံငတ်ဖွင့်မယ်ဆိုလို့ရှိရင်လည်းတကယ်ကိုအဆင်ပြေမဲ့အခန်းလေးတွေပါရှင်အခန်းဖွဲ့စည်းပုံကကြတော့ master bedroom 3ခန်း double bedroom 1ခန်း kitchen room dining room maid room နဲ့ store room တို့လည်းတည်တံ့ပါဝင်ပါတယ်ရှင်အခန်းထဲမှာကြတော့တစ်ခန်းလုံးအပြည့်ကိုပါကေးအပြည့်ခင်းပေးထားတယ်အဲကွန်တွေကိုလည်းအခန်းတိုင်းတက်စီပေးထားတယ်ရေပူရေဆက်ကတော့တအိမ်လုံးအသုံးပြုလို့ရတယ်ရှင်အခန်းရဲ့ညာဘက်ခြမ်းမှာဆိုလို့ရှိရင် master bedroom တစ်ခန်းပါမယ်အဲကွန်တစ်လုံးနဲ့ကြကြဝန်းလေးရှိတဲ့ရေချိုးခန်းအိမ်သားတစ်စုံပါပါတယ်ရှင်ရေချိုးခန်းအိမ်သားထဲမှာဆိုလို့ရှိရင်တော့ဘိုးထိုင်ဖေးစင် shower stand အပြည့်စုံပါပါတယ်ရှင်သူနဲ့ဘေးကရက်မှာဆိုလို့ရှိရင်ကြတော့နောက်ထပ် master bedroom တစ်ခန်းရှိမယ်ဒီခန်းရဲ့မျက်နှာချင်းဆိုင်မှာဆိုလို့ရှိရင်တော့ kitchen room ရှိပါမယ်ရှင် kitchen room ထဲမှာဆိုလို့ရှိရင်လည်း Nestle ကြွေပြားတွေကိုအပြည့်ခင်းပေးထားပေးပြီးတော့ kitchen cabinet တွေအညော်စုပ်ဆက်တွေအပြည့်စုံပါပါတယ်ရှင် kitchen room ထဲမှာကိုပဲ maid room နဲ့ store room ထပ်ပါသေးရဲ့ရှင် maid room ထဲမှာဆိုလို့ရှိရင်လည်း maid room အတွက်တည်တံ့ရေချိုခန်းအိမ်သားပါမယ်သူပေကက်ရက်မှာဆိုလို့ရှိရင် store room တစ်ခန်းရှိရဲ့ရှင်ဒီအခန်းကနေပြတ်ထွက်လိုက်မယ်ဆိုလို့ရှိရင်တော့မျက်နှာချင်းဆိုင်မှာဆိုရင် dining room ရှိမယ်ဒီမှာဆိုလို့ရှိရင်လည်း dining room အတွက် air con တစ်လုံးပါတယ်ပြီးရင်ဟိုဘက်မှာကျတော့ double bedroom အိတ်ခန်းလေးပါပါတယ်ရှင်ဒီခန်းထဲမှာဆိုလို့ရှိရင်လည်း air con တစ်လုံးတက်ဆင်ထားပါတယ်ရှင်ပြီးရင်ဒီဘက်ခြမ်းမှာဆိုလို့ရှိရင်တော့ဝရဏကျဲပါတယ် master bedroom အခန်းလေးရှိမယ်ဒီထဲမှာဆိုလို့ရှိရင်တီးတက်ရေချိုခန်းအိမ်သားတစ်စုံနဲ့ air con တက်ထားပြီးသားရှင်ပြီးလို့ရှိရင်ဒီအခန်းရဲ့မျက်နှာစာဝရဏကနေဆိုလို့ရှိရင်လည်းရွှေတကုံဖျား view နဲ့ city view ကိုပါတစ်ပြိုင်နက်တည်းကြည့်ရှုခန်းစားလို့ရပါတယ်ရှင်ဒါလေးကကြတော့ပထမဧကန်ထပ်ပိုကျဲတဲ့ဒုတိယမြောက်ဧကန်လေးပါရှင်လူနေရုံကဖွင့်မဲ့လူတွေအတွက်ဆိုလို့ရှိရင်အဝင်မနာမှာပုံမှန်အဲ့တွေ့ခံလေးလုပ်ပြီးတော့အရေးကြီးဧည့်သည်တွေဆိုလို့ရှိရင်အတွဲဘက်မှာထပ်ပြီးတော့ meeting room ပုံစံလေးလုပ်လို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာကြတော့နောက်ထပ် city view နဲ့ရွှေတကုံဖျား view ကိုလှမ်းဖူးမြော်နိုင်မဲ့ဝရဏကျဲတစ်ခုပါပါတယ်ရှင်မြကြီးခုလိုက်ပြပေးသွားတဲ့အခန်းလေးရဲ့အငှားချင်းတုံးကကြတော့တစ်လကို55သိန်းပါရှင်ဒီအခန်းလေးကိုစိတ်ဝင်စားလို့ငှားရခြင်းတယ်ဆိုလို့ရှိရင်တော့စပေါ်တစ်လစာနဲ့အနည်းဆုံးတစ်နှစ်စာချုပ်ချုပ်ဆိုပေးရမှာပဲဖြစ်ပါတယ်ရှင်လူချင်းမင်းတို့အနေနဲ့စိတ်ဝင်စားလို့အသေးစိတ်စုံစမ်းခြင်းတယ်ဆိုလို့ရှိရင်တော့ဖော်ပြပေးထားတဲ့ဖုန်းနံပါတ်ဒါမှမဟုတ်လို့ရှိရင် CP ကနေတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်